ဝါကမအေးဝင်းစီစဉ်တယ်လို့မဖြစ်နိုင်ကြောင်းပြင်ပဘဝမှာတက်သေးပြခဲ့ကြတဲ့ချစ်သူစုံတွေများပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဘဝကမအေးဝင်းစီစဉ်တယ်လို့မဖြစ်ဘဲနဲ့ပြင်ပဘဝချစ်တိုင်းမညာကြတဲ့အနုပညာရှင်စုံတွေရှိပါတယ်အကြောင်းမျိုးကြောင့်လက်တွဲခွင့်မရခဲ့ဘဲနဲ့ခွဲခါခဲ့ရတဲ့အနုပညာရှင်များအကြောင်းကိုဒီနေ့မှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်နံပါတ်1ဝိုင်းစုခိုင်သိန်းနဲ့ဟေဝရဲ့ဝိုင်းစုခိုင်သိန်းကတော့အဆိုတော်တရုတ်ဆောင်ဘွားနဲ့ပရိသတ်ချစ်တဲ့အနုပညာရှင်တယောက်ဖြစ်လာခဲ့သူပါဟေဝရန်ကလည်း BCD ခေတ်မှာနှကန်းဒီမာလေးတွေရဲ့အသေးကြော်ပေးလို့တယောက်ဖြစ်ခဲ့ဘူးသူပဲဖြစ်ပါတယ်သူတို့နှစ်ယောက်ကအခြေချင်းမြတ်တာများပြီးတော့ခုပြေးခဲ့ကြပေမဲ့ဟေဝရန်မိဘဘက်ကသဘောမတူလို့လမ်းခွဲပြစ်စေးကြတာပဲဖြစ်ပါတယ်ဘဝကမအေးဝင်းစီစဉ်တို့ဖြစ်ခဲ့ကြတဲ့တွဲတွေထဲမှာသူတို့တွဲကတော့မပါမဖြစ်ပါဘူးနံပါတ်2လွမ်းပိုင်နဲ့ဘော်ဘီဆော့ဆာလွမ်းပိုင်နဲ့ဘော်ဘီဆော့ဆာတို့တွဲလေးကတော့ဆယ်စုနှစ်တစ်ခုကြာလက်တွဲရင်တချင်းတွေတူတူဖန်ပြီးပွဲတွေတူတူဆိုကြတဲ့ပရိသတ်ချစ်တော်စုံတွဲတွဲဖြစ်ခဲ့သူပါသူတို့တွဲကြကိုတစုံတတော်ရောက်လာပြီးနောက်လမ်းခွဲခဲ့ကြပြီးတော့မညာခဲ့ကြတဲ့စုံတွဲပဲဖြစ်ပါတယ်နံပါတ်3ကောင်းပြည့်နဲ့မိတ်ကက်ခင်ဆန်းဝင်တရုတ်ဆောင်ကောင်းပြည့်ရလို့ဖြစ်မလာစဉ်ကလေးကဘေးကနေခေါင်းစားချေစုံလိုနေသေးမရှိပံပိုးကူညီပေးခဲ့တဲ့မာကြီးစန်းခေါ်မိတ်ကက်ခင်ဆန်းဝင်ကတော့ပေးဆက်သူတို့နှလုံးသားပိုင်ရှင်ဖြင့်လက်ရှိတိစားခံနေရသူဖြစ်ပါတယ်ကောင်းပြည့်နဲ့တနာဖို့လို့မင်္ဂလာဆောင်မှာအချစ်ကိုမရပေမယ့်ပတ်စံတစ်တောင်းပြည့်အောင်ကျဲတာတော့ရအောင်ကောက်မယ်ဆိုပြီးအေးအိမ်မင်္ဂလာဆောင်မှာကျဲသမျှလိုက်ကောက်နေတဲ့မာကြီးစန်းကိုပရိသတ်တွေကဝိုင်းဝန်းတနာနေကြပါတယ်မာကြီးစန်းကလည်းချက်တိုင်းမရတဲ့အတွဲတွေကတတွဲပဲဖြစ်ပါတယ်နမလေးနန်းစုရည်ဆိုနေကြည်ဖက်တရုတ်ပုံချောင်းကနဂါးလေးဖြစ်ခွင့်ကိုဆုံးရှုံးခဲ့ရသူကတော့အဆိုတော်ကြည်ဖက်ပဲဖြစ်ပါတယ်ကြည်ဖက်နဲ့နန်းစုရည်ဆိုတော့ဟာမားနဲ့မောင်စလန်းတွေလှုပ်ခဲ့ကြတဲ့ချစ်သူတွေပါအိမ်တော်စုစီရားတွေအထိပါပြောင်းဖို့ကြံခဲ့ကြပေမဲ့နောက်ဆုံးမှာလမ်းခွဲပြတ်ဆဲခဲ့ကြတဲ့ချစ်သူစုံတွဲတွေပဲဖြစ်ပါတယ်သူတို့နှစ်ယောက်ချစ်ခဲ့စဉ်ကရေးခဲ့တဲ့သချင်းတွေကတော့အခုချိန်ထိရေပန်းစားဆုံးသချင်းတွေဖြစ်နေစေပါပဲနံပါတ်5ဝုံမော်ရွှေနဲ့ဆိုင်ဆိုင်ခလိုင်းဝုံမော်ရွှေနဲ့ဆိုင်ဆိုင်ခလိုင်းကတော့နာမည်ကြီးစုံတွဲတွဲဖြစ်ပရိသတ်သိကြမှာပါ။ဘာဆိုင်ကသူနဲ့တွဲတဲ့မိန်းကလေးတိုင်းကိုမြေတောင်မြောက်ပေးတတ်တယ်လို့ဝုံမော်ရွှေကြီးလို့ပရိသတ်တွေနဲ့စတင်မိတ်ဆက်ပေးလိုက်တဲ့သူကတော့ဆိုင်ဆိုင်ခလိုင်းပဲဖြစ်ပါရီ။နောက်ပိုင်းတွေမှာဆိုင်ဆိုင်ခလိုင်းနဲ့ဝုံမော်တို့လမ်းခွဲခဲ့ကြပြီးဘာဆိုင်တယောက်သူများနဲ့ညာတဲ့ငါးကြီးစားဖြစ်ဆွေးနေရတဲ့လူပြိုကြီးဘွားကိုရောက်သွားခဲ့တာပဲဖြစ်ပါရီ။အခုပေါ်ပြပေးခဲ့တာကတော့ချစ်ပင်မဲ့မညာခဲ့ကြတဲ့ဇုံတွေပဲဖြစ်ပါတယ်။ရုပ်ရှင်မှာသာမအေးဝင်းစီစဉ်နိုင်ပေမဲ့ပြင်ပဘဝမှာမအေးဝင်းမစီစဉ်ပေးနိုင်ကြတဲ့ဇုံတွေပဲဖြစ်ပါတယ်ရှင်။အားပေးနာဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ကျမတို့ရဲ့ channel လေးကနေပြီးတော့ပရိသတ်ကြီးတို့အတွက်အခုလိုမျိုးစိတ်ဝင်စားစရာအကောင်းနေဆယ်လီတွေနုပညာရှင်တွေရဲ့သတင်းတွေကိုနေ့စဉ်နဲ့များတင်ဆက်ပေးနေရပဲဖြစ်ပါတယ်။နောက်နေ့ဒီမှာလည်းခုလိုမျိုးစိတ်ဝင်စားစရာအကောင်းတဲ့ဆယ်လီတွေနုပညာရှင်တွေရဲ့သတင်းတွေပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ page လေးကို like and follow လုပ်ခဲ့ပေးပါအောင်ရှင်။